ဖေတို့ကဒါပညာမွေပဲပေးနိုင်တာအဖေတို့ကပညာမွေပဲပေးနိုင်တာဆိုပြီးတော့ဘာဖြစ်သွားလဲဆိုတော့ဘာမှမဖြစ်သွားဘူးသူများဝန်တန်းပဲဖြစ်သွားတာယောက်ျားကောင်းတယောက်ဖြစ်ဖို့အခက်တယ်ဒါညီးတာမဟုတ်တင်မှာခင်ဗျားတို့အိမ်တော်ကြာသွားတဲ့သူတွေကိုမေးကြည့်ကိုယ့်ရဲ့မိသားစုကို protect လုပ်ရတယ် provide လုပ်ရတယ်တခုခုဆိုရင်ရှေ့တန်းကနေဦးဆောင်ပေးရတယ်ဒီလိုမျိုးယောက်ျားကောင်းတယောက်ဖြစ်လာဖို့လူငယ်ဘဝမှာလည်းအမှန်ကန်တဲ့ guidance ပေါ့လေလမ်းညွှန်မှုတွေလိုတယ်ပြဿနာအဲ့ဒီမှာစားကျွန်တော်စီမှာဆိုလို့ရှိရင်အဖေတွေကသားတွေနဲ့ရင်းနှီးသိမ့်နေလေမရှိကြဘူးအမေတွေကပဲသားတွေနဲ့ရင်းနှီးနေပြီးတော့စကားပြောလေးရှိကြဒီတော့သားတွေမှာစံထားရမဲ့ဒူဆိုတာမရှိတော့အဖေတယောက်ဘာတွေ struggle လုပ်နေရလဲဘာတွေရုန်းကန်နေရလဲဘလို့ဖြတ်တန်းနေရလဲဒါတွေကိုလည်းသားတွေကငငယ်လေးတွေမသိခဲ့တချို့ကြတော့လည်းရှိရဲ့ငါပဲရုန်းကန်မယ်ငါသားသမီးကိုငါတဲတော်သားလေးထားမယ်ဆိုပြီးတော့လောက်ကြတာမျိုးရှိရဲ့ဒီဥစ္စာတွေကတော့ရမ်းမာတယ်ကလေးတယောက်ကအရွယ်ရောက်လာပြီး73 14ရောက်လာပြီးဆိုတဲ့အချိန်မှာဒါသူနဲ့ထိုက်တန်တဲ့အလုပ်မျိုးတွေသူတို့ခိုင်းပေးရတယ်ကျွန်တော်ကြားဖို့ story လေးတစ်ခုရှိရတတိတယောက်ကသူ့ရဲ့သားကိုအပြည့်ထွက်ပြီးတော့ငွေရှာခိုင်းတယ်ဒါသူကတထေးဒီလိုငွေရှာခိုင်းတော့ကောင်းလေးအပြင်ထွက်ပြီးလှုပ်မယ်စဉ်းစားရကသူ့မိကလာသားဆိုပြီးတော့ပတ်စံတော်လာပေါ့နော်တော်လာပေးလိုက်တော်လာပေးလိုက်ပြီးတော့ညနေကျတော့ကောင်းလေးကသူ့ဖေတော့ပြတယ်အဖေကျွန်တော်ဒီမှာဒီနေ့တော်လာရလာအဲ့နဲ့သူ့ဖေကအဲ့ပတ်စံကိုယူပြီးတော့မီးရလှုပ်လိုက်တယ်သူတို့ဆီမှာတော့ဒါမီးလင်းပိုတွေပါလေရှိရဆိုတော့မီးရလှုပ်လိုက်အကောင်လေးကဘာမှမဖြစ်နောက်နေ့သူအပြင်ထွက်ပြီးလှုပ်မယ်ကြတယ်သူ့မိကမသွားနဲ့ရော့ပတ်စံတစ်ခါထပ်ပေးညနေရောက်တော့ဒီကလေးကသူ့ဖေကိုဒီတော်လာတော့ပေးလူပြအဲ့ပတ်စံယူရောမီးရလှုပ်လိုက်ဒီလိုနေ့တိုင်းလှုပ်နေတာ3-5ရက်ကြာတဲ့အခါကျတော့ကောင်လေးကသူ့မိစီကနေမယူချင်တော့ညတော့သူ့ဘက်လာလို့အပြင်မှာသွားပြီးလှုပ်တယ် maybe ကျွန်တော်အမှန်မသွားဘူးဆိုလို့ရှိရင်ဒီကလေးကအနီနာချင်းကိုသွားပြီးတော့ကျွန်တော်မြက်ရှင်းပေးမယ်ကျွန်တော်ပတ်စံပေးပါဆိုပြီးတော့ပြောရဖြစ်လိမ့်မယ်ပေါ့အဲ့တော့ तू ကပတ်စံ$လာရလာအဲ့$လာကိုညနေရောက်တော့သူ့ဖေကိုပေးလိုက်ပေါ့သူ့ဖေကအရင်နေ့အတိုင်းပဲအဲ့ပတ်စံကိုယူပြီးတော့မီးဝိုတဲ့ပြစ်မယ်လှုပ်တော့ပြစ်လိုက်ပါပြစ်လိုက်တယ်ဆိုတာနဲ့ကောင်လေးကအဲ့ဒီပတ်စံကိုအထိမခံတော့အဲ့မီးတွေကနေမှတခါ